Je suis Ya. Je suis Ta. Vous êtes à la Vous êtes chaîne à la chaîne Yata Yata dit tout. Didou. Hé, Ta, 你高啦? Hey, yae. ကောင်းပါတယ်တာရောအေးကောင်းတယ်မလေးဟွာအရှိဘက်ကစကားပြောတော့တိတ်တော့မပြောပြဘူးငါတို့ကြားထဲမှာပျောက်နေကြတဲ့အကြောင်းနေလေအေးဟုတ်တယ်ငါတို့ပျောက်သွားခဲ့ငါတို့ဖြတ်တန်းလိုက်ရတဲ့ journey တစ်ခုရှိခဲ့ရယ်နော်အေးဟုတ်တယ်6လနီးပါးလောက်ကြာတယ်လေအဲ့ဒါကြောင့်မလို့ငါတို့တစ်နှစ်နီးပါးတော့ပျောက်သွားတာဟုတ်တယ်ဒီနေ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ sharing လေးလုပ်ကြမယ်အေးဟုတ်တယ်နင်ဘယ်လိုဖြစ်ခဲ့လဲငါဘယ်လိုဖြစ်ခဲ့လဲပြန်လဲ share ကြတာပေါ့ဟုတ်တယ်ဒီကိစ္စကတော်တော်များများလဲကြုံရမယ်ထင်တယ်မြန်မာနိုင်ငံမှာပဲနေနိုင်ငံခြားမှာပဲနေအလုပ်လုပ်တဲ့သူတွေတော်တော်များများကြုံရမယ့်ကိစ္စလေးဖြစ်မယ်ထင်တယ်อืมဟုတ်တယ်ကြုံမှုမှာပဲကိုယ်တိုင်ကြုံမှုမှာပဲခံစားဘူးတယ်ဆိုတော့သဘောမျိုးပဲဖြစ်ရမယ်ဖြစ်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်ပိုင်မကြုံဘူးလို့ရှိရင်တော့ဒါနားလည်မှာမဟုတ်ဘူးလေဟုတ်တယ်ဘေးလူတစ်ယောက်ကနေကြည့်ရင်တော့ဟမ်ဘာမှလည်းမဖြစ်ပဲနဲ့အဲ့လိုမျိုးအပိုလုပ်နေရလို့မြင်ကောင်းမြင်လိမ့်မှာပေါ့နော်อืมဟုတ်တယ်ဟုတ်တယ်သားအေးသားပြောပြပါဦးအရင်တော့ကသားအရင်ဆုံးဖြစ်တာနော်ဟုတ်တယ်တာအရင်ဆုံး burn out စဖြစ်ခဲ့တာอืมဟုတ်တယ်အဲ့တော့သားဖြစ်တုန်းကဘယ်လိုမျိုးလေးခံစားရလဲပြောပြပါတာဖြစ်တုန်းကဘယ်လိုမျိုးလေးခံစားရလဲစအရင်အရင်တော့အရင်တော့ကြည့်ရလေအဲ့လိုဆရာမစာတင်ရမယ်ဆိုလို့ရှိရင်လုံးဝထမင်းမေ့ဟင်းမေ့ဟုတ်အရန်ကြိုက်ခဲ့တာအဲ့ဒီအလုပ်အသစ်ကိုရောက်သွားပြီးတော့6လလောက်ကြာတော့အဲ့လိုစပြီးတော့မှအလုပ်သွားမယ့်ဟာကိုစပြီးကြောက်လာတာသိလားပြီးတော့အလုပ်သွားတော့မယ်ဆိုလို့ရှိရင်လေဘူးလို font လို့ပြောတာပေါ့နော်ရင်ထဲမှာ bike ထဲမှာအလုံးတစ်လုံးဖြစ်နေတယ်လို့မျိုးလေအဲ့လိုမျိုးတွေဖြစ်တယ်ပြီးလို့ရှိရင်migraine အမြဲဖြစ်တယ်အဲ့ဒါကိုမသိခဲ့ဘူးပြီးတော့အဲ့လိုအလုပ်မသွားခြင်းဘူးဆိုတော့ကိုယ့်ကိုယ်လည်းဘာနဲ့မှားလဲဆိုတော့ဟဲ့ငါအပြင်းတက်နေရလားမသိဘူးပေါ့နော်အလုပ်သွားမယ်ဆိုအလုပ်မသွားခြင်းဘူးဖြစ်နေရပေါ့နော်တကယ်တော့အဲ့ဒါတွေက burn out ရဲ့ symptom တွေလေအဲ့ဒါကိုမသိခဲ့ဘူးမသိဘဲနဲ့ကိုယ့်ကိုယ်ဟမ်ပြင်းနေရလားမသိဘူးဆိုတာနဲ့ပဲအမြဲ cover လုပ်ပြီးတော့လေအဲ့လိုอืมပို့ပြီးဆိုးလာတယ်ကိုယ်အရန်ကြိုက်တယ်ကိုယ်အရန် passionate ဖြစ်တယ်ဆိုတဲ့အလုပ်ကိုမလုပ်ချင်တော့တာလေအေးအဲ့လိုကြာတော့နော်ထူးဆန်းတယ် physically နော်ရော ရုပ်တရက်ကြီးကြာတော့ဟုတ်တယ် physically ရော mentally ရောအရန်အားရင်တွေချိနဲ့သွားတာလေအဲ့ဒါတွေကအရန်ခံစားရတယ်ပြီးတော့နောက်တစ်ခုပိုဆိုးတာဘာဖြစ်လဲဆိုတော့ stress တွေအရန်များပြီး sleep paralysis တွေဘာတွေတအားဖြစ်တာလေအော်ဟုတ်လားဟုတ်တယ်อืมအေးอืมแต่ရတော့ကကြတော့အဲ့လိုမျိုးတော့မဖြစ်ဘူးဒါပေမဲ့အဲ့လိုမျိုးဟိုရုတ်တရက်ပြုံးကနေဆိုဆိုသလိုရအရင်အရင်တည်းကအဲ့လိုမျိုးဟိုလိုဟွာဖြစ်တတ်တယ်လေanxiety ဖြစ်တတ်တယ်ဆိုတော့ရင် อืม anxiety ဖြစ်လို့ရှိရင်ရင်တွေပါတုန်တတ်တယ်ဆိုတော့အဲ့လိုမျိုး stress များလို့ anxiety ဖြစ်တယ်လို့ပဲအစားထင်ခဲ့တာနည်းနည်းပါးပါးကိုယ့်ကိုယ်ဟို calm down လုပ်လိုက်လို့ရှိရင်အဆင်ပြေသွားလောက်မယ်ဆိုပြီးတော့ထင်ပြီးတော့အဲ့လိုမျိုးဟိုဒါပေမဲ့ရုံးဆိုဆိုသလိုအဲ့လိုမျိုးရုပ်တရက်ကြီးအဲ့လိုပင်ပန်းလာတာစိတ်ရောကိုယ်ရောပင်ပန်းလာတာအဲ့လိုအရန်များလာပြီးတော့မှအဲ့လိုမျိုးလုံးဝခလုတ်တစ်ချက်နှိပ်လိုက်သလိုအဲ့လိုမျိုးလူကလေဂျုံဂျုံကြာသွားတာအဲ့လိုမျိုးဟိုအစောကြီးကလို့ရင်အစတုန်နေကြတဲ့ကတကယ်တော့ခန္ဓာကိုယ်ကမခံနိုင်တော့လို့ဟိုဟာ तू က alert ပြနေတာအဲ့ဒါကို neglect လုပ်ပြီးတော့မှဒီတိုင်း anxiety ဖြစ်တယ်ပဲထင်ပြီးတော့မှ neglect လုပ်ပြီးတော့မှနည်းနည်းကြာလာတော့မရတော့ပဲနဲ့အဲ့လိုမျိုးဟိုလုံးဝဘာမှအားမရှိတော့မနဲ့ခန္ဓာကိုယ်လည်းဘာမှအားမရှိပဲနဲ့နေ့စဉ်နေ့တူလုပ်နေကြအရာလေးတွေဈေးသွားဝယ်တာတို့ဟင်းချက်တာတို့အဝတ်လန်းတာတို့ကမလုပ်နိုင်တော့တာဟုတ်တယ်အဲ့ဒီကိစ္စတတ်မှလည်းဖြစ်တယ်အဲ့လိုဟင်းလည်းမချက်ချင်ဘာဆိုဘာမှမလုပ်ချင်တာတခုခုအဲအိမ်ထဲကနေပြီးတော့အပြင်လဲ5 မိနစ်လောက်လမ်းလျှောက်ရမယ်ဆိုရင်အဲ့ဒါ energy အကြီးပေးပြီးတော့လှုပ်လိုက်ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာလေအဲ့လိုမျိုးတွေအရန်ဖြစ်တယ်อืมဟုတ်တယ်သားပြီးတော့ဟိုတာကတော့ငကိုကလေးကဟိုလူအများကြီးနဲ့ surrounded လုပ်ပြီးနေရတာကြိုက်တဲ့လူမျိုးမဟုတ်ဘူးပေါ့နော်ရကြတော့ကြိုက်တယ်လေအဲ့ဒီอืม အဲ့ဒီဖြစ်စဉ်မှာတော့ဘယ်လိုအခြေအနေရှိခဲ့လဲလူတွေနဲ့ပတ်သက်ဆက်နွယ်တဲ့အခါအဲ့တော့ဆိုလို့ရှိရင်လုံးဝကိုယ့်ရဲ့လုံးဝတခြား version ကိုကြိုက်ခဲ့တဲ့အရာမဟုတ်တော့ဘဲနဲ့ဟိုဟာတလည်းသိရလေအရန်ကခုံရတာကြိုက်တယ်လူတွေလည်းအလိုနေရတာကြိုက်တယ်ဒါပေမဲ့အဲ့လိုဖြစ်နေတဲ့အချိန်မှာလုံးဝတလုံးဝမဟုတ်တဲ့နောက်တစ်ယောက်ကိုရောက်လာသလိုဖန်ဆင်းထားသလိုဖြစ်တယ်အဲ့လိုမျိုးဘယ်သူ့ကိုမှလည်းလက်မခံတော့ဘူးဘယ်သူ့ကိုမှလည်းမတွေ့ချင်ဘူးတယောက်တည်းပဲနေနေတယ်ဟိုလိုအမှောင်ထဲမှာပဲနေချင်တယ်ပြီးတော့
ဗာလဲအဲ့လိုသချင်းတွေဆိုလဲဘာအတန်မှလည်းခံစားလို့မရဘူးသချင်းမပြောနဲ့ဘာမှဘာအတန်မှခံစားလို့မရဘူးလူစကားပြောတန်ကအစားခံစားလို့မရတော့ဘူးပြီးတော့နောက်လိုမျိုးကကျင်ခုန်ကျင်စိတ်လေလုံးဝပျောက်ဘာမှမရှိတော့ဘူးလုံးဝအဲ့လိုမျိုးတစ်ခုခုအတန်ကြားရင်ရောအဲ့လိုမျိုးစိတ်ညစ်နေတာဟုတ်တယ်အဲ့ဒီတော့ကတာတော့ကလည်းအဲ့လိုပဲတာတချင်းနားထောင်ရတာကြိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးနိုင်ရွက်ကြော်အောင်နားထောင်လို့မရဘူးငကိုကလေးကဘန်တော့မဖြစ်ခင်ကอืมလေးကနေအဲ့တော့ဘန်တော့ဖြစ်တဲ့အချိန်မှာအဲ့လိုကိုယ့်နည်းနည်းလေး calm down ဖြစ်အောင်နည်းနည်းလေးစိတ်အေးချမ်းအောင်ဆိုပြီးအဲ့လိုစိတ်အေးချမ်းစရာအဲ့လိုအတန်စင်လေး melody လေးလိုက်ရှာပြီးနားထောင်ဒါပေမဲ့အဲ့ဒီအတန်ကြီးကြားရင်ကိုငိုချင်တာလေးသိလားอืအဲ့လိုมဟိုရှိုက်ပြီးတော့ငိုပလိုက်တာဘယ်လိုဘာအတန်မှမခံနိုင်ဘူး อืมဟုတ်တယ်အဲ့ဘာအတန်လိုလူတွေမှမခံနိုင်နဲ့လည်းမတွေ့ချင်ဘူးလူတွေတွေ့လို့ရှိရင်လည်းအဲအဲ့လို depress ဖြစ်နေတာကွာသိလား depression နဲ့အဲ့လိုအရန်စိတ်ပင်ပန်းနွမ်းနယ်နေရကြတဲ့ကိုရောက်နေတာလေอืတာมရမှတ်မိသေးလားမသိဘူးအဲ့ဒီတော့ကတာအရန်အဲ့လိုမျိုးခံစားနေရတော့စိတ်ထဲမှာအော်အေးဟို vacation တော့လိုလောက်မယ်ပေါ့နော်စိတ်ထဲอืมမှာခဏလောက်တငယ်ချင်းနဲ့ခဏလောက် vacation တွေပါတွေသွားပြီးခရီးတွေပါတွေသွားပြီးပြန်လာလိုက်လို့ရှိရင်တော့normal stage ကိုပြန်ရောက်သွားမယ်လို့ထင်လို့လေအဲ့ဒီတော့ဆွီဒင်နေပါတွေသွားခဲ့ရလေอืมဟုတ်တယ်တကယ်တော့အဲ့ဒီဆွီဒင်မှာသွားခင်ကတည်းကနေအဲ့လိုမျိုးခံစားနေရတာဒါပေမဲ့ကိုယ့်ကိုမသိခဲ့ဘူးသိလားအဲอืมအလုပ် pressure တွေအများများတယ်အဲ့ဒါကြောင့်မလို့ပဲခဏလောက်ပင်ပန်းသွားတယ်ပေါ့နော်အဲ့လိုပဲထင်တာပြီးတော့ဟဲ့ငါအရန်ကြိုက်တဲ့အလုပ်ကိုငါဘာလို့မကြိုက်တော့တာလဲလူအဲ့လိုအရန်အလုပ်သွားတော့မယ်ဆိုလို့ရှိရင်နေလို့မကောင်းအဲ့လိုခြေတွေလက်တွေတုံဖိုက်ထဲမှာအဲ့လိုအလုံးတစ်လုံးကြီးဖြစ်တယ်လို့ခံစားရပြီးတော့လေอืมဟုတ်တယ်အဲ့တော့ကလည်းရတယ်တခါမှမဖြစ်ဘူးတော့လေဟိုอืတပင်มမန်းနေလို့ပဲထင်တာဟုတ်တယ်တပင်မန်းနေလို့ပဲထင်တာပြီးတော့နောက်အဲ့လိုမျိုးအလုံးနည်းနည်း stress တောင်ပေါ့နော်အဲ့ဒါကြောင့်မလို့မျိုးအဲ့လိုမျိုးဖြစ်နေတယ်လို့ထင်တာတကယ်သိတဲ့လူတွေဟိုနေ့ဖြစ်မှာပဲတရဟုတ်တော့ဆိုလို့ရှိရင်ဗာလဲယူဟာရကိုယ်တိုင်လည်းမသိဘူးလေရကိုယ်တိုင် anxiety ဖြစ်တယ်ပဲထင်တာဒါပေမဲ့အဲ့လိုမျိုးဖြစ်ဘူးတဲ့တကယ်ချင်းအဲ့လိုမျိုးအလုပ်မိတ်ဆွေတယောက်ကနေပြောမှဟဲ့နေဘာနောက်ဖြစ်နေရထင်တယ်ဆိုပြီးအဲ့လိုမျိုးပြောမှပြီးတော့မှဟိုတဖြစ်ပြီးတော့မှရဖြစ်တာဆိုတော့အဲ့လိုတလည်းရှိနေတော့အဲ့လိုอืม မျိုးပြောပြတော့ဘာနောက်ဖြစ်နေရဆိုပြီးတော့မှကို recognize လုပ်မိတာဟိုတာတော်ကကြတော့ဟိုဟာနဲ့အရင်တွားပြလိုက်တယ် generalist နဲ့တွားပြလိုက်ပြီးတော့အဲ့လို symptom တွေပြောပြတော့မှ तू ကအဲ့ဒါ burn out ဖြစ်နေတာပေါ့နော်အဲ့อืလိုမျိုးရှင်းมပြတာအဲ့တော့မှအော် burn out ဆိုတာထားလားပေါ့ဒါပေမဲ့ဘေးလူတယောက်ကနေကြည့်လို့ရှိရင်တော့တိတ်မသိရဘူးဘာလို့လဲဆိုတော့ကိုရီးယားလည်းတခြားသူရှိလို့ရှိရင်နည်းနည်းလေးပုံမှန်အနေထားလောက်မှနေရောလေဟုတ်တယ်ကိုနီမကောင်းဖြစ်နေရဆိုတဲ့ဟာကိုဘေးလူတွေကတိတ်မသိရဘူးတကယ်တော့ကိုကခန္ဓာကိုယ်ထဲမှာရောစိတ်ထဲမှာရောတော်တော်လေးမကြမ်းမမာဖြစ်နေရ อืมဟုတ်တယ်ကိုဖြစ်နေတာမပြောပြတတ်တဲ့လူမျိုးဆိုတော့လေကိုယ့်အကူ express စိတ်မလုပ်တပြီးခံတာတ်ဘူးဆိုများတယ်တော့ဟုတ်တယ်อืม ဟုတ်တယ်အဲ့လိုဆိုတော့ဘေးကလူကြည့်လို့ရှိရင်ဟမ်ဘာမှလည်းယောဂဟိုလက္ခဏာသေချာလည်းမရှိပဲနဲ့ဘာဘန်းနောက်ဖြစ်တာလဲဘာပင်ပန်းတာလဲဘာမှလည်းမလုပ်ပဲနဲ့ဒီတိုင်းပင်ပန်းနေရဆိုပြီးနားမလဲကြရလို့လည်းရှိရနော်ဟုတ်တယ်ဟေးအဲ့ဒါနဲ့ဟိုဟာရောတာရောအဲ့ဒါဆိုဘလို့ heal လုပ်ဖြစ်သွားလဲအဲ့ဘန်းနောက်ဖြစ်နေရနေပြီးတော့ဘလို့ heal လုပ်ဖြစ်သွားလဲဆိုတော့ဆရာဝန်ကအဲ psychiatrist နဲ့ပြခိုင်းတယ်လေ psychiatrist နဲ့ပြခိုင်းပြီးတော့မှဆေးတွေဘာတွေတောက်တယ်ဆေးတွေဘာတွေတောက်ပြီးတော့မှကိုယ့်အနေကိုဘာလုပ်လဲဆိုတော့ routine လေးတစ်ခုရအောင်တည်ဆောက်တယ်မနေ့မိုးလင်းလာရဲဆိုလို့ရှိရင်ဘာလေးလုပ်မယ်ပေါ့နော်တနေ့တာမှာဘာလေးလုပ်မယ်ဘာလေးလုပ်မယ်ဆိုတော့ဟာမျိုးအဲ့လိုမျိုးတည်ဆောက်ပြီးတော့အဆင်ပြေအောင်နေလာတယ်အဲ့ဒီဘန်အောက်ဖြစ်နေတဲ့အချိန်မှာ social media တအားအသုံးဖြစ်တယ်ဒီလားတနေ့ကုန်อืมဘာမှမလုပ်ချင်ဘူးဆိုတော့လှဲပြီးတော့မှဖုန်းမဲ့ကြည့်နေရအဲ့လိုဖုန်းကြည့်လေသူများတွေကအဆင်ပြေနေလေကို compare လုပ်ပြီးကိုအဆင်မပြေလေဒီလားအဲ့တော့အဲ့อืဒါကြီးကိုมနည်းနည်းလေးစိတ်ထဲမှာအတိလေးကတ်လာတဲ့အချိန်မှာအဲ့ဒါကိုလုံးဝရပ်ပလိုက်တယ်ရပ်ပြီးတော့ daily routine လေးကိုတိဆောက်ကြည့်ရပေါ့နော်မနက်မိုးလင်းလာရင်ငါဘယ်နှစ်နာရီတော့ဘာလုပ်မယ်ဘယ်အချိန်တော့ဘာလုပ်မယ်ဆိုပြီးတော့ပြီးလို့ရှိရင်တာရဲ့အိမ်မနီးမဝေးမှာအဲ့လိုကန်လေးရှိရယ်အဲ့ဒီอืကန်မှာဖมဲလေးတွေလည်းရှိရယ်ကွာအဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ဒီကန်တောက်လျှောက်ကိုလမ်းလျှောက်တယ်ပြီးလို့ရှိရင်ဘဲလေးတွေကိုစားဖို့အတွက်အစာတွေယူသွားပြီးတော့မှသူတို့ကိုကျွေးတယ်ပြီးတော့သူတို့အချင်းချင်းသိရမလားတယောက်နဲ့တယောက်အဲ့လိုအစာလေးတွေကျွေးလိုက်လို့ရှိရင်လူစားသွားတာတို့အဲ့ဒါလေးတွေကြည့်ပြီးတော့မှပြီးတော့အဲ့ကန်အတန်နားထောင်နေငှက်အတန်နေနားထောင်နေအဲ့ဘဲလေးတွေနေပြီးတော့မှအဲ့လို heal လုပ်ခဲ့တယ်อืมအဲ့လိုတဘာဝနဲ့ heal လုပ်တဲ့ပုံစံမျိုးပေါ့နော်ဟုတ်တယ်တဘာဝနဲ့ထိတွေ့ပြီးတော့မှ heal လုပ်တယ်ဟောအေးတော်သေးရဲ့ဟိုဘောရတော့ကကြတော့ဟိုအစကတော့အဲ့လိုမျိုးဆရာဝန်နဲ့ပြပြီးတော့မှဆရာဝန်ကအဲ့လိုမျိုးရိုးရိုးဟိုရင်းနေနဲ့ဒီလိုမျိုးအားဆေးတွေပိုင်းနဲ့ပြန်ပြီးတော့
ပြန်ပြီးတော့မှဟိုနင်းဖြစ်လာမလားဆိုပြီးတော့ကြည့်သေးတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဖြစ်လာတော့အဲ့လိုတစ်လခွဲလောက်တော့အဲ့လိုမျိုးကြည့်သေးဖြစ်လာမလားဆိုပြီးပြန်ပြီးတော့ energy က level ကပြန်မတက်လာတော့အဲ့တော့စားလူချင်းကတော့အဲ့လိုမျိုးရဆေးတောက်အောင်မှအရင်ကြောက်တယ်အဲ့လိုဆေးဆွဲဟုတ်တယ်သွားမှာဒါလည်းတော့ဘာလို့ဒီလိုပဲဘာလို့လဲဆိုတော့ကိုရီသိခဲ့တဲ့ knowledge အရာအဲ့ဒီဆေးတွေတောက်လို့ရှိရင်ဆွဲသွားတယ်ပြီးရင်အဲ့ဒီဆေးတွေကနေပြီးတော့ဟိုမဖြစ်တော့ဘူးဆိုတော့လေအဲ့လိုမျိုးပြီးရင်အဲ့လိုဆေးတောက်ပြီးကြောင်တောင်ဖြစ်သွားမယ်လို့ဘာလို့အဲ့လိုမျိုးဟာတွေလည်းအများကြီးဘေးကလူတွေ side effect တွေလည်းအများကြီးရှိတယ်အဲ့လိုမျိုး influence တွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးတောက်လိုက်လို့ရှရင်ကြောင်တောင်ဖြစ်သွားမယ်နောက်ဆိုရင်ဆေးမတောက်ပဲနေလို့လို့မရရှိရင်တော့ဘူးဆိုမရပြီးတော့တော့ဘူးအဲ့လိုမျိုးကြောင်တောင်ဖြစ်သွားမယ်ဆိုပြီးအဲ့လိုမျိုးဖြစ်တော့အများကြီးတွေးခဲ့ဘူးတဲ့အဲ့ကြောင့် stress တွေလည်းပိုရခဲ့ဘူးတဲ့ဒါပေမဲ့နောက်ပိုင်းကျတော့ဟိုဟာဖြစ်တော့ ဆရာကိုယ်ကံဝန်နဲ့တေကောင်းတာလည်းချာဆွေးနွေပါပေါ့နော်းပြီးဆရာဝန်ကောင်းနဲ့တွေ့သွားတော့အနာနဲ့ဆေးနဲ့တိတယ်လို့ဖြစ်သွားတော့အဲ့ဆေးတောက်ရင်အဲ့တောက်ပြီးနေဖြည်းဖြည်းအဲ့လိုမျိုးပျော့လေးကနေပြီးတော့နည်းနည်းပြင်းအဲ့လိုမျိုးတောက်ရင်လည်းမှဟိုရင်းဖြစ်ပြီးတော့နည်းနည်းပို့ပြီးအရန်တက်တာလာတော့ energy လည်းပို့ပြီးများလာတော့အာအဲ့ဆေးပြီးတော့နောက်နည်းနည်းတက်တာလာအချိန်မှာပြန်ပြီးတော့ဆရာဝန်ကပြန်လျှော့ပေးလိုက်တော့ဆိုတော့အဲ့ရဆိုလို့ရှိရင်အာဘယ်လိုပြောမလဲ6လလောက်နဲ့ဟေးဖြစ်သွားတာပေါ့နော်တချို့ဆိုရင်6လလောက်နဲ့ဟေးဖြစ်တာကတော်တော်မြန်တယ်လို့ပြောမယ်တချို့ဆိုရင်နှစ်အများကြီးကြာတယ်ဟုတ်တယ်တာတော့ကကျတော့8လလောက်ကြာခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒီ8လလောက်ကြာတဲ့အချိန်မှာ2လကျော်ကျော်လောက်ကကိုကဘာဖြစ်လို့ဖြစ်နေမှမသိဘူးလေဆရာဝန်ဟို generalist နဲ့ပဲပြပြီးတော့ပဲဟိုဟာဖြစ်တာอืมတခြားဆေးတွေတောက်ရမယ်ဆိုတော့အတိလည်းမရှိခဲ့ဘူးလေอืมအဲ့ဒါကြောင့်မလို့ပိုကြာသွားတာอืมအဲ့ရတော့အဲ့ဆေးတောက်ပြီးတော့မှအဲ့ဟွာလဲဆေးလေးတောက်ပြီးတော့နောက်လိုမျိုးပေါ့နော်ဟိုအသက်ရှူလေ့ကျင့်ခန်းနေအဓိကအသက်ရှူလေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ဖို့ရပြီးတော့အဲဟို psychologist နဲ့လည်းပြတယ် psychologist နဲ့ပြတော့မှဘန်နောက်ကတဲ့ဘန်နောက်ဆိုတာတဲ့ဖုန်းအားမရှိတော့တဲ့ဖုန်းတစ်လုံးလိုပဲတဲ့အဲ့ဆိုဖုန်းအား20လောက်ပဲရှိတယ်ဖုန်းတစ်လုံးလိုပဲတဲ့တရားတိပြည့်အောင်ထားပြီးတော့မှလုံးဝအဲ့လိုမျိုးပြည့်သွားတဲ့အချိန်မှာပြန်ပြီးတော့ functional ဖြစ်တာဆိုတော့သူအဲ့လိုပြောအဲ့လို example နဲ့ပြောပြတော့မှာပဲအော်လို့ငါတော်တော်အားနေနေလို့အဲ့လိုဖြစ်နေရပဲတခါတကြောက်ရှိရှင်လေကိုအဲ့လိုမျိုးဖြစ်နေရအောင်လေကိုရီးယားအရန် dynamic ဖြစ်တဲ့လူမျိုးဆိုတော့အဲ့လိုอืมဖြစ်နေရအောင်အောက်လိုအားမရဖြစ်တဲ့စိတ်တူတဲ့အဲ့လိုမျိုးတွေဟုတ်တယ်လည်းရှိရလीอืมအဲ့လိုမျိုးပြီးတော့အရင်တော့အခြေအနေနဲ့သွားပြီး compare လုပ်ပြီးငါအရင်တော့ဆိုအရင်လောက်ခဲ့နိုင်တာอืဘယ်လိုมပဲလောက်ခဲ့နိုင်တာအခုကျမှဘာဖြစ်လို့ငါရဲ့ performance တွေကကျသွားတာလဲအဲ့လိုอืมကျမ်းမာရေးဆိုတဲ့ဟာကြီးကိုမထည့်တွက်ပေးနဲ့လေကိုအဲ့လိုမျိုး dynamic ဖြစ်နေတဲ့ဟာကိုရဲ့ဟို performance ကျသွားတဲ့ဟာအားမလို့အားမရဖြစ်နေဟာအဲ့ဒါနဲ့ပဲလဲနေရတကဟုတ်တယ်ယ်ဆိုရင်တကယ်တမ်းအဲ့လိုနားလိုက်ရမှာဆိုတော့ကိုရီ culture မှာလည်းထင်တယ်ဟိုတာမှမဟုတ်ဘူးရမှမဟုတ်တခြားသူတွေလည်းဖြစ်မယ်ထင်တယ်နားတယ်ဆိုတာဘာလဲဆိုတဲ့ဟာကိုမသိရလေဘယ်ဟုတ်တယ်နားတယ်ဆိုတာဘာလဲtake a rest လုပ်တယ်အဲ့ rest လုပ်လဲဆိုတာဘာလဲอืมဘယ်လိုမျိုးနားမှာလဲဟိုဖုန်းကြည့်နေရနားနေရလို့ခေါ်တာလားရုပ်ရှင်ကြည့်တာကိုနားနေရလို့ခေါ်တာလားအဲ့ဒါကိုမသိဘူးသိလားနားလို့ပြောလိုက်လို့ရှရင်အဲ့ဒီအချိန်ကြီးကဒီတိုင်းပဲပုတ်သွားတယ်လို့ခံစားနေရတာလေဟုတ်တယ်တခါကြာရှင်လို့နားဖို့ကိုနားဖို့တော့မှလို့မျိုးကုပဖြစ်တဲ့အချိန်တွေလည်းရှိတယ်အဲ့ဒါอืมတွေကနော်ဟုတ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်အခုလိုမျိုးပြင်သစ်လိုနိုင်ငံမျိုးမှာတော့မှလူတွေကိုနားလေဖို့ရှင်းပြဖို့ခက်တယ်ဆိုလို့ရှိရင်ဟိုဟာငါတို့မြန်မာနိုင်ငံမှာဆိုရင်ပိုတောင်ဆိုးမယ်နော်မြန်မာ community နဲ့ဆိုပို့ဆိုးမှာပေါ့ဒါပေမဲ့အခု social media တွေရဲ့ဟိုဒီတစ်ဖက်ကတော့ကြည့်ရင်တော့ကောင်းကျိုးပေါ့နော်အဲ့ဒါတွေကြောင့်တော်တော်များများတော့လေအသိပညာတွေတိုးပွားလာပါပြီဟို burn out ဖြစ်တယ်ဆိုတာဘာလဲ depression ဆိုတာဘာလဲ anxiety ဆိုတာဘာလဲအဲ့လိုဖြစ်လို့ရှိရင်ဘယ်လိုမျိုးheal လုပ်ရမလဲဘယ်လိုကိုယ်တယောက်တည်း heal မလုပ်နိုင်ဘေးကနေဘယ်လိုအကူအညီယူရမလဲ counselor နဲ့တွေ့ရမလား psychologist နဲ့တွေ့ရမလားပြီးတော့အခုအချိန်ထိလည်းရှိနေဦးမယ်ထင်တယ် psychologist တို့အဲ့လို psychiatrist လို့ပြောလိုက်လို့ရှိရင်လေဒီလူကယူနေရလို့ထင်တာကွာအဲ့ဒီဟာဟုတ်တယ်အခုအချိန်ကြီးရှိနေဦးမယ်လို့ထင်တယ်အဲယူနေတာမဟုတ်ဘူးခန္ဓာကိုယ်ကျန်းမာရေးကဘလို့အရေးကြီးလဲအဲ့လိုပဲစိတ်ကျန်းမာရေးကပိုလို့တော့အရေးကြီးတယ်စိတ်ကျန်းမာရေးလို့ပြောတာ ਨੇ စိတ်ကျန်းမာရေးညီမျှချင်းယူနေတာမဟုတ်ဘူးစိတ်ကျန်းမာရေးဆိုတာဝမ်းနဲ့နေရဲ့အခါရှိရဲ့အဲ့ဒီဝမ်းနဲ့ဟာကိုဘလို့ဖြေဖြောက်ရမလဲဒီစိတ်ထဲမှာအထုံးဖြစ်နေရဲ့အဲ့ဒီအထုံးကိုဘလို့ဖြေရမလဲဒါတွေကစိတ်ကျန်းမာရေးနဲ့ဆိုင်တယ်လေဟုတ်တယ်အဓိကအဲ့ဒီအသိတော့ပညာကနည်းနည်းတော့ဟိုဟာဖြစ်သေးတယ်အရင်မကျေပြန့်သေးဘူးလို့မြင်တယ်မြန်မာနိုင်ငံမြန်မာလူမျိုးတွေကြားထဲမှာလေอืมအဲစိတ်ကျန်းမာရေးလို့ပြောလိုက်လို့ရှိရင်ယူနေတာဒီလူကယူနေတာဟုတ်တယ်ဟုတ်တယ်အခုမှပဲနည်းနည်းပါးပါးစပြီးခေါင်းဖြစ်လာမဟုတ်လို့အရင်တော့ဆိုလို့ရှိရင်စိတ်ကျန်းမာရေးအကြောင်းပြောလို့ရှိရင်ယူတယ်လို့ပဲပြောပြီးတခုခုစိတ်ကျန်းမာရေးမကောင်းလို့ဆေးတောက်နေရဆိုရင်ယူလို့ဆေးတောက်နေရတယ်အဲ့လိုอืมမျိုးပဲထင်နေကြတာပေါ့နော်ဘန်နောက်ဆိုတာလိုမျိုးလဲသေချာအဲ့လိုမျိုးနားမလည်ကြဘူးဆိုတော့အဲ့လိုမျိုးပြောပြရခက်တယ်
ပြီးတော့နောက်ဗာလဲဒီမှာကပြင်သစ်မှာကြတော့ဒီအဲ့လိုဆေးဝါးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်တာဖြစ်ဖြစ်အဲ့လိုမျိုးကောင်ဆယ်လင်းတွေဘာတွေကကြတော့လေအဲ့လိုမျိုးနဲ့ဟိုဟာကပြင်သစ်အစိုးရကဟိုဟာပေးထားတာဆိုတော့အဲ့လိုမျိုးလုတ်ဟုတ်တယ်ခွင့်အဲ့လိုမျိုးအဲอืมထောက်ပံ့ပေးထားတာဆိုတော့လေအဲ့လိုမျိုးအများကြီးအဲ့လိုတင်စရာလမ်းလုံးစရာအများကြီးဟိုရင်းဖြစ်ဟို benefit လုပ်လို့ရတဲ့ဟာကြီးအများကြီးရှိတယ်ဒါမြန်မာပြည်မှာကျတော့အဲ့ဒါလည်းတိတ်မတွင်ကျယ်သေးဘူးอืมပြီးတော့အဲ့လိုမျိုးတိတ်လည်းမတိကြသေးဘူးပြီးတော့နောက် counseling ဆိုလို့လုပ်မယ်ဆိုရှင်လည်းတခါကြရင်လည်းအဲ့လိုမျိုးကိုယ်အိတ်ထဲကစိုက်ပြီးပြန်ပြီးဟိုရင်းလောက်ရတာဆိုတော့ပေးရတာဆိုတော့လေဆိုတော့စရိတ်လည်းများတာပေါ့နော်များတယ်ဟုတ်တယ်อืมဟုတ်တယ်ဘယ်လိုပဲဖြစ်အဓိကကတော့ကိုယ့်အနေနဲ့ကိုနားထောင်မှုပဲကိုယ်ခန္ဓာကိုယ်ကိုယ့်ကိုနားထောင်မှုကိုယ်စိတ်ကိုကိုယ့်ကိုနားထောင်မှုပဲဟိုဟာအဲ့လိုမျိုးပေါ့နော်ကိုပင်ပန်းနေလို့ရှိရင်ပင်ပန်းနေရင်နားလိုက်ဘာမှအဲ့လိုမျိုးကိုပမဖြစ်ပဲနဲ့နားလိုက်ပြီးတော့မှအဲ့လိုမျိုးဟိုကိုယ့်ကိုအချိန်ပေးပြီးတော့မှကိုနားလဲဖို့ကိုကိုနားကြိုးစားရထောင်ဖို့ဟုတ်တယ်အဲ့လိုမျိုးတချို့တွေဆို journaling လုပ်တယ်ပေါ့နော်တယောက်တစ်မျိုးနီးရှိရယ်ပေါ့နော်အဲ့ကိုနဲ့ကိုက်မဲ့နီးလေးတွေ့သွားလို့ရှိရင်ကောင်းတယ်တနေ့တာဖြစ်ခဲ့သမျှကိုကိုယ့်ကို digest ပြန်လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့နော်အဲ့ခါကျရင်စိတ်ထဲမှာအထုံးမဖြစ်နေဘူးအဓိကอืมစိတ်ထဲမှာအထုံးတွေဖြစ်လာတာများတယ်ဆိုလို့ရှိရင်အဲ့လိုပို့ပြီးတော့မှစိတ်ကျန်းမာရေးကိုပိုထိခိုက်နိုင်တယ်လို့မြင်တယ်တနေ့တာမှာဖြစ်ခဲ့သမျှကိုကိုယ့်အကိုအထုံးလေးတွေဖြီနိုင်တယ်ဆိုလို့ရှိရင်တော့ပိုပြီးတက်တာလာတယ်လို့ထင်တယ်ပြီးဟုတ်တယ်တော့ပိုပြီးလည်းနေလို့ကောင်းလာတယ်အဲ့လိုဟုတ်တယ်သူများတွေပြောရလေအကြည်တက်ရှိရယ်အကြည်တက်ရှိရယ်ဆိုတာစိတ်ကရှင်းနေမှာမျက်နှာကအဲ့လိုကြည်ကြည်လေးဖြစ်မှာပေါ့နော်อืมအဲ့လိုစိတ်ကကျဉ်ကျက်ပြီးတော့မှစိတ်မှာအထုံးတွေတအားများနေတဲ့အခါကျလို့ရှိရင်ဒီမျက်နှာလေးကမပြုံးပြော့နိုင်တော့ဘူးလေအမြဲတမ်းညှိုးနွမ်းနေလိမ့်မယ်အဲ့ဒါကိုမှဆက်ပြီး neglect လုပ်မယ်ဆိုရင်အခုလိုမျိုးရလို့တလို့လို့အဲ့လိုမျိုးဟိုလိုမအခြေလိုအအနေထိဖြစ်ပ်ပဲနဲ့လို သွားလိမ့် burn မ out ယ်ဖြစ်တာတို့ဘာလို့အဲ့လိုမျိုးဖြစ်လာနိုင်လေဟုတ်တယ်อืม โอเคအဲ့ဒါဆိုလို့ရှိရင်အဲ့လိုတလည်းကျမ်းမာရေးယူဆိုင်အောင်เนาะအခုတက်တာသွားတယ်ဆိုပေမဲ့လည်းကိုအချိန်ပေးကိုလုံးနိုင်ရှိရလို့ဘာဖြစ်ဘန်နောက်ဖြစ်ပြီးသားလူတွေကတော့တရကြဘူးတာကတော့ဘန်နောက်ဖြစ်ပြီးသားလူတွေကတော့အဲ့လိုမျိုးခန္ဓာကိုယ်ထဲမှာအဲ့လိုမျိုးအဲ့လိုအကြောအတက်အဲ့လိုမျိုးတချို့အုံနောက်ထဲကအဲ့လိုမျိုးတချို့ system တွေကတဲ့အဲ့လိုမျိုးอืဟို ม break အဲ့လိုရိုက်ချိုးပစ်ခံရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးခဏအဲ့လိုမျိုးအလုံးမလုံးတော့တာပဲဖြစ်အဲ့လိုမျိုးဖြစ်တတ်တယ်တဲ့အဲ့လိုอืมဖြစ်တယ်ဆိုတော့အဲ့လိုမျိုးခါကြရင်သူ့ကိုပြန်ပြီးတော့မှ on training လုပ်ပေးရမှာနော် train ပြန်လုပ်ပေးရတယ်အဲ့လိုမျိုးတချို့ဆိုရင်တချို့ပျောက်သွားတဲ့ memory ရှိတယ်အဲ့ဒါကို record ပြန်ခေါ်ရတယ်တချို့ရက်သွားတဲ့ system တွေရှိတယ်အဲ့လိုမျိုးကိုပြန်ပြီးတော့ train ပြန်လုပ်ပေးရတယ်အဲ့လိုမျိုးဆိုတော့ဟိုဟာလူကနေလို့ကောင်းပြီဟိုရင်းဖြစ်ပေမဲ့တချို့အရာတွေကိုလုံးနေကြအရာတွေတချို့ memory ကじゃ recall ပြန်ခေါ်ရတယ် train ပြန်လုပ်ရတယ်ဆိုတော့အဲ့လိုမျိုးအချိန်တော့ပေးပြီးတော့မှပြန်ပြီးတော့ဟုတ်တယ်ပြီးတော့အသက်အရွယ်ငယ်ငယ်တုန်းကလုံနိုင်တဲ့ဟာတွေအခုချိန်မှာလုံနိုင်တဲ့ဟာတွေညော့သွားတယ်ဆိုတာလေအသက်နဲ့လည်းဆိုင်မယ်လေကိုယ့်အသက်ကတဖြอืมည်းဖြည်းအသက်ကကြီးလာတာဆိုတော့လေอืมအဲ့တော့အခုဆိုလို့ရှိရင်တော်တော်လေးကိုအရင်တော့ကတော့ဝုန်းဝုန်းနဲ့ဟာအလုပ်အဲ့လိုမျိုးမလုပ်ပဲနဲ့ကိုယ့်ကိုနားတဲ့အချိန်မှာလည်းတကယ်ကိုနားလိုက်တာမျိုးအဲอืมကိုယ့်အတွက် me time ဆိုတဲ့ဟာလေးကိုယ့် space လေးနဲ့ကိုယ့်အဲ့လိုမျိုးလေးတည်တံ့ခွဲတတ်သွားပြီပေါ့နော်ဒါ burn out ဖြစ်ပြီးတော့မှကိုရလိုက်တဲ့ lesson တွေပေါ့အခုဒီနားထောင်နေတဲ့လူတွေကိုပြောချင်တာကလည်းအဓိက burn out မဖြစ်အောင်ကိုယ့်အချိန်လေးလည်းကိုယ့်ပေးကိုယ့်အလုပ်လေးလည်းကိုယ့်လုပ်နားမဲ့အချိန်လည်းနားစားမဲ့အချိန်လည်းစားပေါ့နော်အဲ့ဒါမျိုးလေးကိုအဓိကပြောပြချင်တာอืมဟုတ်တယ်ဟုတ်တယ် ဟိုတာတို့ရတို့ပြောတဲ့ဒီဟိုဒီအစီအစဉ်မှာလဲသူတို့လည်းနားထောင်ပြီးတော့မှနည်းနည်းလေးဟိုအဝဲဖြစ်သွားတယ်နည်းနည်းလေးဟိုနည်းနည်းဟို knowledge လေးနည်းနည်းရတယ်ဆိုလို့ရှိရင်ပဲရတို့တာတို့အများကြီးကျင့်နေပြီလေနော်ဟုတ်တယ်လေอืมอืมโอเคအဲ့ဒါဆိုရင်တာကျမ်းမာရေးယူဆိုင်နော်ရလဲကျန်းမာရေး user နားပါဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်နောက်ပတ်ကြလို့ရှိရင်နောက် topic တစ်ခုလေးနဲ့ပြန်လာကြမယ်နော်ဟုတ်ပါပြီအဲ့ဒါဆိုရင်အဲ့တော့တတပါတတာciao ciao 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 alla à la prochaine prochaine